မင်္ဂလာပါခင်ဗျာ S&D မြန်မာ Traditional Martial YouTube Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာမင်္ဂလာရှိသောတနင်္လာနေ့ရဲ့ညနေခင်းအချိန်ခါလေးဖြစ်ပါစေကြောင်းကိုဦးစွာစုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့အကိုသင်ခန်းစာ20ကိုရောက်ရှိလို့လာပြီဖြစ်တယ်နော်သင်ခန်းစာ20ပြီးရင်တော့ကျွန်တော်တို့ရှေ့ရဒုတ်ချက်တွေအားလုံးပေါင်းပြီးတော့12ကွက်ရှေ့ရသင်ခဲ့တဲ့အကွက်တွေထဲမှာကျွန်တော်တို့သွားပြီးတော့အပြန်လန်ကစားပြမှာဖြစ်ပါတယ်ဒီနေ့ဟိုတနေ့နံပါတ်19မှာတော့ကျွန်တော်တို့ပေါက်တုတ်ကလေးတစ်ခုပြခဲ့တယ်နော်ညီတွေညီမတွေမှတ်မိမယ်နော်အဲ့ဒီပေါက်တုတ်လေးဒီနေ့မှလည်းပေါက်တာတော့ပေါက်တာပါပဲဒါလေးကစတိုင်တစ်မျိုးလေးပေါ့ဗျာနော်ဒီအဲ့ဒီဟာလေးယူတဲ့ပုံစံလေးဒါလေးတွေကတွဲဆက်ပေါင်းဆက်ကစားတဲ့နေရာမှာကြည့်လို့အရင်လှတဲ့တုတ်ချက်လေးတွေဖြစ်တယ်အကိုတို့ကဂျမကြီးအားကစားသွင်းတဲ့ကစားတဲ့ခါလေးဖြစ်တယ်ကိုလုံးပညာတရက်အနေနဲ့ကစားနေတာလည်းဖြစ်တယ်ဒါကြောင့်မို့လေချိုးတုတ်ချက်လေးတွေကိုညီညီမတွေတေချာလိုက်ပါလေ့ကျစေချင်ပါတယ်ခင်ဗျာမိမိတို့ရဲ့လေ့ကျင့်မှုဟာမိမိတို့ရဲ့ယုံကြည်မှုကိုတိုးတက်စေမှာလည်းဖြစ်ပါတယ်เนาะညီတွေညီမတွေတိုင်းပညာဟာမိမိကိုမိမိယုံကြည်ခြင်းတွေလည်းတိုးပွားစေပါတယ်သူကဘလို့ပြောရမလဲဆိုရင်တော့စိတ်ခွန်အားဖြစ်စေတယ်လို့ဆိုလိုပါတယ်ကျွန်တော်တို့ဟာလူရဲ့ခန္ဓာကိုယ်မာဆယ်တွေကိုပဲတာမအောင်လုပ်ဖို့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းတာမအောင်လုပ်ဖို့လိုအပ်ပါတယ်စိတ်ပိုင်းဆိုင်ရာတာမာဖို့ဆိုတာကျွန်တော်တို့တွေလေ့ကျင့်ခန်းဒီလိုကိုယုံကြည်မှုပြေဝစေတဲ့လေ့ကျင့်ခန်းတွေလုပ်နေဖို့လည်းလိုအပ်ပါတယ်เนาะဒါကြောင့်မို့ညီမတွေအနေနဲ့တိုင်းပညာကိုဒီဇိုင်းမလိုက်ပါလေ့ကျင့်ခြင်းဖြင့်ကိုယုံကြည်မှုတိုးပွားလာမှာလည်းဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်တည်ငြိမ်မှုတွေလည်းရရှိစေလာမှာဖြစ်ပါတယ်ယုံကြည်မှုတိုးပွားလာတာဟာမိမိကိုမိမိယုံကြည်မှုလွန်ကဲခြင်းကိုဆိုလိုခြင်းမဟုတ်ဘူးเนาะညီအရာအလုံးကိုတော့ယုံကြည်မှုလွန်ကဲလို့တော့မရဘူးเนาะကိုယုံကြည်မှုတော့ရှိရမယ်ကိုယ့်ရဲ့ယုံကြည်မှုကိုလည်းလွန်ကဲရင်တော့မကောင်းဘူးဘယ်ရမယ်ဆိုကျွန်တော်တို့ဘယ်လိုပြောမလဲဗျာတန်ရင်စေးလွန်ရင်ဘေးဆိုသလိုပေါ့အရာအလုံးဟာလွန်ကျူးဖြစ်လာပြီဆိုရင်တော့မကောင်းဘူးပေါ့ဗျာเนาะဒါကြောင့်မို့ကိုယုံကြည်မှုတိဆောက်ပါယုံကြည်မှုကိုတော့လုံးဝမလွန်ကဲပါစေနဲ့အားလုံးတတိဝရိယနဲ့ရှိကြပါစေအဲဆိုရင်အခုဒီနေ့ပြမယ့်သင်ခန်းစာကိုစပြီးတော့ပြလိုက်တော့မယ်เนาะညီတွေညီမတွေအလေးပြုမယ်ခင်ဗျာညာစည်းကိုင်းတဲ့ညာလိန်ကိုင်းပြောင်းလိုက်မယ်ညာလိန်ကိုင်းတဲ့ကနေညာစီတက်လိမ့်မယ်เนาะညာစီတက်လိမ့်တုတ်ပြားဆွဲမမွေခွေညာချီတက်စီးရိုက်ပြီးကျွန်တော်တက်လိန်လိုက်မယ်เนาะညာစီတက်လိန်လင်ပြီးတာနဲ့ပတ်ဆွဲလိုက်မယ်เนาะပတ်ခိုင်းပတ်ဆွဲရင်ပတ်ဆွဲစုပ်ဆိုဒီတိုင်းလေးဖမ်းတယ်เนาะညီလေးညီမဒီခါမှာပတ်ဆွဲစုပ်ကအဲ့လိုမလုပ်တော့ဘူးအခုဒီနေ့ပေးမဲ့တုတ်ချက်ကလေးကတိုင်းလုပ်ပြီးဒီကတုတ်ချက်ရလို့တော့မဟုတ်ပါဘူးကွာဒါလေးကကိုရိုတွဲဆက်ထဲ့ဆက်ကစားတဲ့ခါမှာအသုံးပြုစီရအောင်လို့ကျွန်တော်ဒီဒါလေးကိုထည့်ပေးမှရှင်တယ်လင်ပြီးတာနဲ့ကျွန်တော်တို့ပတ်ဆွဲပြီးတော့အောက်ကိုပေါက်လိုက်မယ်အားနဲ့ပြန်ကန်ထပ်လာတာကိုဖမ်းမယ်ဒီလိုပေါက်တာမျိုးလေးနော်ပတ်ဆွဲဒါမျိုးလေးနော်ညီညီမတွေဟိုတနေ့ကကြတော့ကျွန်တော်တို့ဒီလိုလုပ်ပြီးတော့မှတုတ်ပြားဆွဲပေါက်တယ်လေဒီနေ့ဟာကြတော့ပတ်ဆွဲပြီးတော့မှမြေပြင်ကိုပေါက်ရဒီလိုလေးပြန်မယ်အဲ့ဒါပြီးတော့မှတက်လေအဲ့တိုင်းသွားမယ်နော်ညီဒါဆိုပြန်ပြလိုက်မယ်နော်ဒါစကားပြောနေတော့ညီညီမတွေရောသွားမှာဆိုလို့ပါသဘောပေါက်မယ်လို့ထင်တယ်နော်ပတ်ဆွဲပြီးတော့မြေပြင်ကိုတစ်ချက်ပေါက်လိုက်တာလေးဖြစ်ပါတယ်ပြန်ပြီးတော့လုပ်ပြမယ်ညာစည်းကိုင်းတဲ့လက်ပြောင်းညာလိန်ကိုင်းတဲ့ညာကြီးတက်လိန်တုတ်ဖြားဆွဲမမွေခွဲညာကြီးတက်စီးရညာကြီးတက်လိန်ပတ်ဆွဲပေါက်တက်လိန်တုတ်ဖြားဆွဲမမွေဆောက်ဟုတ်ပြီနော်ညီလေးညီမလေးတုတ်ဖြားဆွဲနောက်လဲမမွေခွဲညာကြီးတက်လိန်တုတ်ဖြားဆွဲအပြင်ညာချီတက်စီးရိုက်ဟုတ်ပြီနော်စီးရိုက်ပြီးတော့ညာကြီးတက်လိန်ပတ်ဆွဲပေါက်ညာကြီးတက်လိန်မမွေဆောက်တုတ်ဖြားဆွဲမမွေခွဲလက်ပြောင်းဒုတ်ထော်တဲ့ရမယ်နော်ညီညီမတွေလွယ်လေးပါဒီမှာထိုင်းမှာရာသီဥတုသိမ့်မကောင်းဘူးခင်ဗျာထိုင်းမှာရေကြီးရေရှမ်းမှုတွေအများကြီးဖြစ်တယ်နော်ကျွန်တော်ဟိုမှာဒါကြောင့်မို့ရာသီဥတုတွေမကောင်းတော့မိုးကပို့မှောင်လာတယ်နည်းနည်းမှောင်လာပြီကျွန်တော်ခက်တွက်လေးပြမယ်နော်ဘေးတိုက်လေးတစ်ခါပြမယ်ညီခုတော့နည်းနည်းမြန်သွားလားမသိဘူးညီတွေညီမတွေခါတော့ပြုမယ်ခင်ဗျာဖြည်းဖြည်းလေးပဲလုပ်ပြမယ်နော်ညာစည်းကိုင်းတဲ့လက်ပြောင်း
ညာကြီးတက်လင်းဒုတ်ဖျားဆွဲမမွေခွဲဟုတ်ပြီနော်ညာဒုတ်ဖျားဆွဲညာကြီးတက်စီးရညာကြီးတက်လင်းပတ်ဆွဲပေါပြီးတော့ဖမ်းညာကြီးတက်လင်းဒုတ်ဖျားဆွဲမမွေစောက်ဒုတ်ဖျားဆွဲနောက်လင်မမွေခွဲရတယ်နော်ညီညာဖြည်းဖြည်းလေးပဲလုပ်ပြမယ်ခင်ဗျာရလာပြီဆိုမှမြန်မြန်လေးကစားကြနော်ညီတွေညီမတွေညာကြီးတက်လင်းမမွေခွဲဒုတ်ဖျားဆွဲညာချီတက်စီးရညာချီတက်လင်းပတ်ဆွဲပေါညာချီတက်လင်းဒုတ်ဖျားဆွဲမမွေဆောင်ဒုတ်ဖျားဆွဲနောင်လဲမမွေခွဲလက်ပြောင်းဒုတ်ထောက်တဲ့โอเคဒါမယ်နော်ညီလေးညီမတွေဟုတ်ကဲ့ဒါဆိုရင်အဆင်ပြေမှာပါခင်ဗျာโอเคမိုးဝါးလေးတွေကြာလာပြီဖြစ်တော့အခု bio file သိမ်းလိုက်တော့မယ်နော်ညီလေးညီမတွေအားလုံးစိတ်ကြမ်းမာခြင်းကိုယ်ချမ်းသာခြင်းတစ်လုံးတစ်ပါးဒီပြည့်စုံကြပါစေခင်ဗျာစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေပြည့်စုံကြောင်းအခုဆုမွန်ကောင်းတောင်းပေးပါတယ်အခုတင် जा ပို့ချပေးနေတဲ့ဒီပညာခန်းတွေဟာမိမိကိုမိမိခုခံကာကွယ်ရနိုင်အမျိုးဘာသာသာနာကိုစောင့်ရှောက်သောနေရာများ၌သာအသုံးပြုကြပါရဲ့မြတ်တာရက်ခံပါခင်ဗျာမကောင်းသောဒုစရိုက်နယ်ပယ်များတရားကိုတရားနိုင်ထက်စီးနှင်ပြုလုပ်သောနေရာများတွင်လုံးဝအသုံးမပြုကြဖို့အခုမြတ်တာရက်ခံပါတယ်ခင်ဗျာအခုတင် जा ပို့ချနေတဲ့ဒီပညာခန်းတွေကိုလည်းတခြား social media တွေမှာပြန်လည်တင်ပြခြင်းမလုပ်ကြဖို့အနှုံညွတ်မြတ်တာရက်ခံပါတယ်အားလုံးကိုချစ်ခင်လေးစားလျက်ပါခင်ဗျာအကိုတို့တွေလာမဲ့သင်ခန်းစာ21ကနေစပြီးတော့ကိုတို့ရှေ့ရဒုတ်ချက်တွေကိုဘယ်လိုတွေးဆက်ပေါင်းဆက်ရင်ဘယ်လောက်ထိလှတယ်ဘယ်လောက်ထိကစားလို့ကောင်းတယ်ဆိုတာညီတွေညီမတွေမျက်ဝါးထင်ထင်မြင်တွေ့ရတော့မှာဖြစ်တယ်ဒါကြောင့်မို့အကိုနဲ့အတူနောက်လာမဲ့သင်ခန်းစာတွေကိုလည်းဒီဇိုင်းမဲ့ဆိုင်လိုက်ပါလေ့ကျင့်ကြပါလို့အကိုဒီနေ့ကနေတိုက်တွန်းနှိုးဆော်ရင်းနဲ့အကိုရ view file ကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ချစ်ခင်လေးစားလျက်ပါခင်ဗျာ